အရှေ့လယ်ပိုင်းစစ်ရေးတင်းမာမှုတွေကြောင့်အမေရိကန်တပ်များရုပ်သိမ်းမည်မဟုတ်ကြောင်းနဲ့အီရန်နိုင်ငံအနီးတစ်ဝိုက်တွင်အမေရိကန်၏စစ်သင်္ဘောများနဲ့လေယာဉ်တင်သင်္ဘောများအားဆက်လက်တပ်ဆွဲထားမည်ဖြစ်ကြောင်းသတင်းရရှိထားပါတယ်။ဟော်မုတ်ရေလက်ကြားရှိနေများကတော့အီရန်ဟာရေလက်ကြားအားပြန်လည်ပိတ်ဆို့လိုက်တဲ့အတွက်ကုန်တင်သင်္ဘောများအားလမ်းကြောင်းပြောင်းပြန်လည်နေရကြောင်းသတင်းရရှိထားပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဟာမတ်နဲ့ပဋိပက္ခတွင်ခလုတ်ပေါ်လက်တင်ထားစေဟုပြောကြားကစစ်ရေးအတင်းရှိနေကြောင်းပြသခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့နေတိုးအဖွဲ့ဝင်နိုင်ငံများသည်လိုအပ်သည့်အချိန်တွင်ကူညီမည်မဟုတ်ကြောင်းနဲ့အမေရိကန်အနေဖြင့်လည်း၎င်းတို့ကိုကူညီရန်အစီအစဉ်မရှိကြောင်းဒေါ်နယ်ထရန့်ကလူမှုကွန်ရက်တွင်ပြင်းပြင်းထန်ထန်ရေးသားခဲ့ပါတယ်။လက်ဘနွန်နိုင်ငံအတွင်းအပြင်းအထန်တိုက်ခတ်ခံရမှုကြောင့်လူပေါင်း250ကျော်တည်ဆုံးကြောင်းသိရှိရပါတယ်။အခုတင်ဆက်ပေးတာကတော့စစ်ရေးသတင်းပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။